US store ဝယ်ခြင်းပေမဲ့ broker account ဖွင့်ရတာဝယ်သွင်းရတာ US market တွေဝင်ရတာတွေရှုပ်လို့မစားဖြစ်သေးတဲ့မိတ်ဆွေတွေရှိလား Apple, Nvidia, Tesla လိုကုမ္ပဏီတွေရဲ့ store ကိုမိတ်ဆွေသုံးနေကြ crypto အထဲကနေဝယ်လို့ရလာပြီဆိုရင်ရောအဲ့ဒါက MEXC ရဲ့ real store ပါနာမည်မှာ store ပါတာနဲ့တကယ် US store ကိုဝယ်ရလား crypto တုံးငင်တစ်ခုကိုဝယ်ရလားသိဖို့လိုပါတယ်ဒီကွာခြားချက်ကတော်တော်လေးအရေးကြီးပါတယ် MEXC ရဲ့ဖော်ပြချက်အရ real store မှာတကယ် US store ကိုဝယ်ကင်ထားနိုင်ပြီးသတ်မှတ်ချက်နဲ့အညီ divider နဲ့ shareholder rights တွေကိုလည်းရရှိနိုင်ပါတယ်ဆိုလိုတာက store ဈေးတက်တာကိုပဲလိုက်ကြည့်ရတဲ့တုံငင်မျိုးမဟုတ်ပါဘူးနောက်ထပ်စိတ်ဝင်စားစရာက US store နဲ့ ETF 9000ကျော်ရွေးချယ်နိုင်ပြီးတော့လက်ရှိ MEXC က real store အတွက် zero trading fee ကိုဖော်ပြထားပါတယ်ပြီးတော့ crypto သမားတွေအတွက်ပိုလွယ်တာက USDT ကနေ store ဝယ်နိုင်တဲ့အခွင့်အရေးတစ်ခုအဖြစ်အသုံးပြုနိုင်တာပါဆိုတော့ crypto ကင်ထားတဲ့သူတယောက်အနေနဲ့ crypto တစ်မျိုးတည်းပဲကင်ထားစရာမလိုတော့ပဲ US stock market ထဲကိုပါချဲ့နိုင်တဲ့လမ်းတစ်ခုဖြစ်လာတယ်ပြီးတော့ရေရှည်စုကျင်တဲ့သူအတွက်အမှတ်ထားတဲ့အချိန်တိုင်း stock ကိုအလိုလျောက်ဝယ်နိုင်တဲ့ plan လည်းရှိပါသေးတယ်စတင်ခြင်းနဲ့ဆိုရင်တော့ MEXC app ထဲကိုဝင်လိုက်မယ် trade ကိုနှိပ်မယ် real store ထဲဝင်ပြီး open account လုပ်မယ်ပြီးရင်လိုအပ်တဲ့ verification တွေပြီးအောင်လုပ်ပြီးရင် fund transfer လုပ်ပြီးကိုဝယ်ခြင်းတဲ့ stock ကိုရွေးဝယ်လို့ရပါပြီမိတ်ဆွေတွေရောအခု real store သုံးပြီး store တွေဝယ်လာနိုင်တာအခွင့်အရေးတစ်ခုဖြစ်မြင်လားအောက်က comment မှာမိတ်ဆွေတွေရဲ့အမြင်လေးတွေဆွေးနွေးခဲ့ကြပါအောင်